လိုက်လိုက်ဟုတ်ကဲ့ကျွန်တော်ခုလောဆယ်ကျွန်တော်တို့ဒီဗီဒီယိုကနေစပြီးရှင်းပြလိုက်မယ်ပေါ့နော်ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုနေထားတိုင်းအများနဲ့ရှိရမှာလဲဆိုရင်ကျွန်တော်တို့ကပထမဆုံးပေါ့နော်ဒီဆက်မှာဝယ်နေပါလေဆိုတာပဲဖြစ်ရည်စည်းတဲ့ခါပဲဖြစ်ပေါ့နော်အရင်တော့ကျွန်တော်တို့ကအနှံ့ကိုဖြုတ်ထားပြီးမှရမယ်နောက်တစ်ခုကဘယ်လိုလဲဆိုရင်ကျွန်တော်တို့ကဘာကြောင့်အနှံ့ကိုဖြုတ်ခန်းတာလဲဆိုတော့ကျွန်တော်တို့ကဒီအနှံ့ကိုမှာကျွန်တော်ဒီဆက်ကြီးတော့ခေါင်းဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဝယ်ဆော်တဲ့ခါတို့ကျွန်တော်ရည်စည်းတဲ့ခါတို့ရှော့ချတတ်တယ်ရှော့လောကဝယ်ဆော်တဲ့ခါမှာဆိုရင်လောကဝယ်ကလည်းရှော့ရပြီးဆော်တာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ကဝယ်ဆော်တဲ့ခါမှာဆိုရင်ရှော့ရပြီးတော့ဒီဗီဒီယိုတွေပါလေလောင်သွားတာဒါမှဗီဒီယိုပြည့်စည်သွားတာဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဝယ်ဆော်တဲ့ခါကျရင်เนาะကျွန်တော်တို့ခုံမှာပဲဆော်ဆက်နဲ့တွဲရမှာပေါ့နော်ဘယ်နေအောင်လဲဆိုတော့ကျွန်တော်တို့ကဒီဗီဒီယိုအနှံ့ကိုတော့ဖြုတ်ထားပြီးမှရမယ်ပေါ့နောက်ကပြန်တဲ့ခါကျရင်လည်းကျွန်တော်ကဘယ်အောင်ရင်ပြန်တတ်မလဲဆိုရင်တော့ကျွန်တော်ဒီအနီငုတ်ကိုရင်တော့ပြန်တတ်ထားရမယ်ပြီးတော့ကျွန်တော်ကအနှံ့ကိုပြန်တက်ပြန်ပေါ့အဲ့ဒါလည်းကျွန်တော်ကအနှံ့ကိုတော့ရင်တက်လိုက်တယ်အနှံ့ကိုရင်တက်မှကျွန်တော်ကအနီငုတ်ကိုနှက်ချက်တယ်ပေါ့နော်တခြား frame တွေဒီတခြားနေရာတွေမှာကျွန်တော်ကခွားနဲ့ထိမိသွားလို့ဘာလို့ဆိုရင်ရှော့ကြသွားမှာဆိုလို့အဲ့ဒါလည်းပြန်တဲ့ခါကျရင်တော့အနီငုတ်ကိုရင်တက်ပြီးပြီးမှအနှံ့ကိုတစ်ခါပြန်တက်ပြီးပေါ့နောက်တစ်ခုကကျွန်တော်တို့ဗီဒီယိုကိုကောင်းကောင်းဘယ်လိုစစ်မလဲဆိုရင်ကျွန်တော်တို့ကဒီမှာသူကလည်းဒီ indicator ဒီ fan ဘူးလေးမှာပေါ့နော်သူကဒီမှာလည်းပြထားတယ်သူကအစိမ်းအောင်ဆိုရင် okay အနည်းအောင်ဆိုရင်ချမ်းကြပါတော့ပြီးရင်ဒီအဖြူအောင်လေးဆိုရင် replace ဆိုပြီးတော့သူကပြထားတယ်သူကဘယ်လိုသုံးပြလဲဆိုတော့အစိမ်းအောင်လေးဆိုရင်ဒါပုံလို့ရတယ်အဆင်ပြေတယ်နောက်တစ်ခုကဒီအမဲအောင်ဖြစ်နေရင်တော့ဒါအားသွင်းဖို့လိုနေတယ်အခါကျရင်တော့ကျွန်တော်တို့ဒီအော်ဂါနီတာကျိုးတွေပန်ကာကျိုးတွေပေါ့နော်ပန်ကာကျိုးတွေဒါမျိုးကျိုးတွေတစ်ချက်ပြန်ပြီးတော့ရှော့နေတာတစ်ချက်တော့စစ်ဖို့လိုတာပေါ့အဲ့လိုတော့မဟုတ်ဘူးပန်ကာကျိုးလည်းမရောဘူးအဲ့လိုမှမဟုတ်ဘဲနဲ့ပေါ့နော်ချမ်းသာလည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီအဖြူရောင်လေးတကယ်လို့ပေါ်နေတယ်ဆိုရင်ကျွန်တော်ကဗီဒီယိုအသစ်လဲပြီးပို့တော့လုပ်မယ်ပေါ့နော်အဲ့ကြောင့်မလို့ဘယ်ပြောမလဲဒီဗီဒီယိုကောင်းကောင်းဘယ်မှာကြည့်လို့ရမလဲဆိုရင်ကျွန်တော်ကဒီ indicator ဒီ fan လေးမှာကြည့်လို့ရမယ်ဒီ fan လေးမှာဆိုရင်အခုနေထားလိုက်ဆိုရင်ကျွန်တော်ကဒီအစိမ်းရောင်လေးပေါ်နေတယ်ဒီအစိမ်းရောင်လေးတိုင်းပေါ်နေရဆိုတော့ဒါကောင်းတယ်ပေါ့ဒါဗီဒီယိုကအသုံးပြုလို့အဆင်ပြေတယ်ဆက်လက်အသုံးပြုလို့ရတယ်အဲ့လိုမှမဟုတ်ဖ ೇನೆ ပေါ့နော်ဒီမှာအမဲရောင်လေးဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်ကအားသွင်းပေးရမယ်ဒါမှမဟုတ်ပန်ကာကျိုးစစ်ပေးရမယ်ပန်ကာကျိုးမှမရောဘူးဆိုတော့ဒီဆိုင်မှာဖြုတ်ပြီးတော့ဒီဆိုင်မှာအားသွင်းပေးလို့လိုအပ်တယ်လုပ်ပြရမယ်ပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့အဖြူအောင်လေးပေါ်သွားတယ်အဖြူအောင်လေးပဲဒီအဖြူအောင်လေးတိုင်းဖြစ်နေတယ်ဆိုရင်တော့ဒါဗီဒီယိုအတက်လေးလို့လိုအပ်နေပြီပေါ့ဒါကတော့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းလေးနောက်တစ်ခုကကျွန်တော်ဒီEglena လေးစက်ကကျွန်တော်သူကဘယ်ချိန်မှလဲပြရမလဲဆိုရင်ကျွန်တော်ကဒီ Eglena ကအစိုးရဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်က C level ကိုအမြဲတမ်းစစ်ပေးရမယ်သူ C level စစ်တဲ့ခါကျရင်လည်းကျွန်တော်ကအလွယ်ကူဆုံးနည်းလားတော့ C တက်တက်ဘယ်လိုကြည့်မလဲဆိုရင်ကျွန်တော်ဒီအပေါ်ကနေပြီးတော့ဒီတုံလေးနဲ့ပဲပေါ့နော်ခုလေးနဲ့ထိုးကြည့်ရမယ်ဖြစ်ဖြစ်ချစ်ကြည့်ရမယ်ဖြစ်ဖြစ်ကြီးရှိမရှိတစ်ချက်လောက်တော့စစ်ပေးပေါ့ C တက်တက်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်ကဘယ်လိုဖြုတ်မလဲဆိုရင်ကျွန်တော်ဒီလက်ပေါ့နော်ဒီလက်ကိုကျွန်တော်လက်ဖြုတ်မယ်ဘယ်လိုလဲလက်ဖြုတ်ပြီးတော့ကျွန်တော်ကအဲ့လိုလောက်ပြီဆိုရင်ကျွန်တော်ကဒီစီကောင်လေးအောက်ကိုထွက်ကျလာတဲ့အခါကျရင်ကျွန်တော်ကထည့်ပြီးတော့ဖြုတ်စေးပြရမယ်ပေါ့နော်ဖြုတ်စေးပြတဲ့အခါကျရင်ကျွန်တော်ကပြီးရင်စီလည်းပဲစီဘလောက်ပြန်ထည့်မလဲဆိုရင်ပြီးထည့်ရတဲ့စီကလည်းအင်ဂျင်ဝိုင်ထည့်ရမယ်အင်ဂျင်ဝိုင်မှာကျွန်တော်ဒီကိုဗာ original အင်ဂျင်ဝိုင်မှာမဟုတ်ဘူးအင်ဂျင်ဝိုင်အသစ်ဆိုရင်ရပြီပြပါသည်ဆိုလည်းရတယ်ပေါ့နော်အင်ဂျင်ဝိုင်အသစ်ဆိုရင်ရပြီပြီးထည့်ရမယ့်လီတာက2လီတာထည့်ပြရမယ်နော်2လီတာထည့်ပြမယ်သူ့မှာလည်း level လေးတစ်ခုပါတယ်သူ့ level ကကျွန်တော်ပြန်လာလဲဆိုရင်ကျွန်တော်ဒီ level လေးပေါ့ဒီ level ဆိုရဒီအလေးဒီ line လေးစီပေါ့နော်ဒီ level လေးထိကျွန်တော်ကပြအောင်ထည့်ပြရမယ်အဲ့ဒါမှလည်းကျွန်တော်တို့ကဒီ level ပြီးမှလည်းကျွန်တော်တို့ကအပြင်းဝင်လာတဲ့ဖုန်းတွေမုံတွေကိုမှပြောနေမှာစီလေရမှာတစ်စစ်ပြီးတော့တစ်စီကတစ်ဆင့်ခံပြီးတော့မှတစ်ဆင့်စစ်ပေးမှာပေါ့နော်အဲ့ကြောင့်ဒီထည့်တဲ့ခါကျရင်တော့ဒီ level ပြအောင်ထည့်ပြီးမှရမှာပေါ့အဲ့ဒီစဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီရေးlevelပေါ့နော်ရေး level လေးကိုအများကြီးစစ်ပြရမယ်သူ့ရေး level ရတယ်ဘယ်နေထားလိုက်ရှိနေမလဲဆိုရင်ကျွန်တော်တို့ကပုံမှန်တိုင်း heat မတက်ဘူးပေါ့နော် heat မတက်ဘူးပန်ကာချင်းမရဘူးရေးမဆူဘူးဆိုရင်ပုံမှန်တိုင်းဘယ်နေထားလိုက်ရှိမလဲဆိုရင်ကျွန်တော်တို့ကဒီရေပြဘူးလေးမှာကျွန်တော်တို့ကဒီ full level နဲ့ low level ဆိုပြီးနှစ်မှတ်ရှိရဒီနှစ်မှတ်ကြားမှာကျွန်တော်တို့ကအများနဲ့ရေကဒီအထက်မှတ်နဲ့အောက်မှတ်ကြားမှာတစ်ဝက်လောက်မှာအများနဲ့ရှိနေဆိုရင်ဒီ level ကဒါရေလဲဖို့လည်းမလိုသေးဘူးဒီဖြစ်ဖို့လည်းမလိုသေးဘူးဒါသုံးလို့ရတဲ့အနေထားပေါ့နောက်တစ်ခုကဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ကheat တွေပါတက်တယ်ဆိုရင်တော့ရေတွေပါစူကြကုန်တာတော့ဘာဖြစ်တတ်တယ်အခါကျရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီ level လေးကိုပဲရေပြန်ဘူးလေးကိုပဲဒီဖုန်းလေးဖွင့်ပြီးတော့ပေါ့နော်ရေဖြစ်ပြရမယ်ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့တိုင်းကိုထပ်ကြည့်ကြရမလို့ရေဖြစ်လိုက်တယ်ဖြစ်လိုက်ပြီးတော့မှဆက်လုံးလိုက်တော့မှရေထပ်ရောမောင်းလိုက်တော့မှထပ်ရောသွားတယ်ဆိုရင်တော့ဆက်အေးနေတဲ့အချိန်မှာတိုင်းဖုန်းကိုတစ်ချက်တော့ဖွင့်ကြည့်ပြီးပေါ့နော်ပူနေတဲ့အချိန်မှာတော့တိုင်းဖုန်းကိုဖွင့်ကြည့်ရလို့ပေါ့တော့မလုပ်ပါနဲ့အလုံးလဲဆိုရင်ပူနေတဲ့အချိန်မှာတိုင်းဖုန်းကိုဖွင့်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီရဲ့ရေကလည်းရမ်းပူနေတဲ့အခါဆိုရင်သူ့ရဲ့အပူ pressure နေပြီးတော့တိုင်းဖုန်းကပွင့်ပြီးတော့ဒီလက်ဒီပါပူလောင်တာလူအဲ့ဒီဖြစ်စေနိုင်တာပေါ့အားကြောင့်ပူနေတဲ့အခါမှာဆိုရင်တော့ရေတိုင်းဖုန်းကိုဖွင့်ကြည့်ရလို့ဘာမှမလုပ်နဲ့ပေါ့နော်ဒီနေတဲ့အချိန်မှာပဲဖွင့်ကြည့်ပြီးဒီ level စိတ်ချနေဆိုရင်ဖြည့်တဲ့အခါကျရင်ပုံမှန်ဆိုရင်တော့ကျွန်တော်ဒီဘူးထဲမှာပဲဖြည့်ပေးရဆိုရင်ရပြီနောက်တစ်ခုကဒီဖြည့်တဲ့အခါကျရင်လည်းကျွန်တော်ဒီအပေါ် level ပေါ့ဒီ full level အထက်ကိုကြော်ဖြည့်စေရမလို့နော် full level အထက်ကိုကြော်ဖြည့်လိုက်ပြီဆိုရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်ကဒီ full level အထက်မှာကျွန်တော်တို့ကနေရာအလွတ်လေးရှိတယ်အဲ့ဒီလိုကကျွန်တော်ဘာလို့လဲဆိုရင်ကျွန်တော်ကအင်ဂျင်ကနေမှာပေါ့နော်